ကိုသုံးနေတဲ့ skin care တွေထဲမှာ steroid ပါနေပြီဆိုလို့ရှိရင်တော့ red flag sign လေးရှိတယ် skin care တွေမှာ steroid ပါမပါဘူးဘယ်လိုသိနိုင်မလဲဒေါက်တာရေ steroid ရဲ့ဆိုးကျိုးတွေနဲ့ကိုသုံးမဲ့ skin care တွေမှာ steroid ပါမပါဘယ်လိုဆေးရမလဲရှင်ဒါအရင်ရေးကြည့်တဲ့မိကုံတစ်ခုပါပဲ steroid ဆိုတာကြတော့ skin care တွေ cosmetic တွေလိုမျိုးဒေါက်တာတို့ရဲ့မျက်နှာလိုနေရာမျိုးမှာရေရှည်ဆွဲသုံးလို့မရပါဘူး side effect တွေအများကြီးရှိနိုင်ပါတယ်ဆိုတော့ side effect တွေထဲမှာဆိုလို့ရှိရင်မျက်နှာအသားရည်တွေကหนีမြန်းလာတာတွေအသားရည်ပါလာတာတွေပြီးတော့ဘာသုံးဘာလေးနဲ့ပဲထိထိအရည်ပြားကဆက်တာပြီးတော့မျက်နှာမှာရှိနေတဲ့အမဲဆက်တွေပို့ပြီးတော့ထင်းလာတာဝက်ချံတွေပိုဆိုးလာတာဒီလိုအရာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကိုသုံးနေတဲ့ skin care တွေထဲမှာ steroid ပါနေပြီဆိုလို့ရှိရင်တော့ red flag sign လေးရှိတယ်အဲ့ဒါဘာတွေလဲဆိုတော့ပထမဆုံးတစ်ခုအနေနဲ့ကသုံးပြီးချင်းရက်ပိုင်းအတွင်းမှာကိုအရန်ကိုအသားရည်ကကောင်းလာတာမျိုးခံစားရတယ်အသားရည်ဖြူဝင်းလာတယ် glow လာတယ်ပြီးဝက်ချံတွေလည်းတက်တာတယ်အမဲဆက်တွေလည်းပါသွားတယ်ပေါ့နော်ဒါကိုရက်ပိုင်းအတွင်းခံစားရမယ်နောက်တစ်ခုကကြတော့ဒီ steroid ပါတဲ့ skin care တော်တော်များများက labeling လုပ်တဲ့နေရာမှာတေချာ ingredient ကိုမရေးထားဘူးပေါ့နော်ပြီးတော့သက်ဆိုင်ရာထုတ်လုပ်တဲ့နိုင်ငံရဲ့ FDA ထောက်ခံချက်တွေလည်းမရှိဘူးပြီးသူတို့ကြော်ညာတဲ့အခါမှာလည်းအရန်ကောင်းတဲ့နက်ဆေးသက်ဖွယ်ပေါ့နော် over marketing တွေလည်းလုပ်တတ်ကြပါတယ်ဆိုတော့ဒီလိုမျိုးဘာမှန်းတေချာရေးရတာမသိတဲ့ဆေးတွေ cream တွေကိုမျက်နှာပေါ်မှာရေရှည်ဆွဲသုံးမယ်ဆိုလို့ရှိရင်ဒေါက်တာတို့မလိုလားအပ်တဲ့ side effect တွေအများကြီးကြုံရနိုင်တယ်ပေါ့နော်အဲ့တော့ဒေါက်တာတို့အနေနဲ့ကဒီ steroid ပါမပါဘူး steroid ရဲ့နာမည်တွေကိုလည်းတိမိခောက်မိလေးသိထားဖို့တော့လိုအပ်တယ်ပေါ့နော် steroid ထဲမှာဆိုလို့ရှိရင်များသောအားဖြင့်တွေ့တတ်တာက betamethasone, mometasone, clobetasone နဲ့ hydrocortisone တို့ပဲဖြစ်ပါတယ်ဆိုတော့ဒေါက်တာတို့ steroid ပါတဲ့ cream တွေကိုမသုံးမိအောင်ဆရာဝန်တယောက်အနေနဲ့အကြံပေးချင်တာကတော့ကိုသုံးတော့မယ် cream ကိုကရေးရမသိဘူးဆိုလို့ရှိရင်မသုံးပါနဲ့အထူးသဖြင့်အချိန်အကြာကြီးဆွဲမသုံးနဲ့ပေါ့နော်ပြီးလို့ရှိရင်ခုနဒေါက်တာပြောခဲ့သလိုပဲအချိန်တိုအတွင်းမှာကိုအရန်အသားကြီးကောင်းလာတယ်ဖြူဝင်းလာတာမျိုးရှိသမျှအရေးပြားပြဿနာအားလုံးကပျောက်ကင်းသွားတာမျိုးဆိုလို့ရှိရင်လည်းဒါတန်တရားဖြစ်ဖွယ်ကောင်းပါတယ်နောက်တစ်ခုကကြတော့ကိုကသုံးတော့မယ်ဆိုလို့ရှိရင်ပစ္စည်းတစ်ခုကို ingredient တွေပါဝင်ပစ္စည်းတွေကိုတေချာဖတ်ပါအဲ့ဒါကိုတေချာမသိလို့ရှိရင်စိတ်မချရရင်မသုံးပါနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ steroid ကြောင့်မလို့နောက်ဆက်တွဲအရေးပြားပျက်စီးသွားတဲ့သူတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ဒါလေးကိုသတိပြုပြီးတော့မှအသုံးပြုပေးစေချင်ပါတယ်နောက်ထပ် episode တွေမှာလည်းဒီလိုမျိုးဗဟုသုတရပြီးတော့မှစိတ်ဝင်စားစရာကောင်းတဲ့အရေးပြားနဲ့လှပဆိုင်ရာအကြောင်းအရာတွေကို sharing လုပ်ပေးသွားမှာဖြစ်လို့စောင့်ကြည့်ပေးကြပါအောင်နော်အိမ်သုံး beauty device ဆိုရင် RMB